အားလုံးပဲမြင်လာပါရှင်မြန်မာအခုမိတ်ဆက်ပေးမှာရောမြန်မာပြည်မှာပထမဦးဆုံးထုတ်လုပ်လိုက်တဲ့ Sun Energy မနစိတ်990 watt ဆိုလာပြားလေးပဲဖြစ်ပါရှင်ဒီ990 watt ဆိုလာပြားလေးဟာ Anti-Togon Grade A 60pp Hacker Series နဲ့အသုံးပြုပေးထားပဲဖြစ်ပါရှင်အသုံးပြုထားတဲ့ပစ္စည်းတွေအားလုံးဟာ A ဆင့်ရှိတဲ့ပစ္စည်းတွေဖြစ်တဲ့အပြင် AN Tester Sun Simulator Hyper Tester အစရှိရာတွေနဲ့တေချာစွာစမ်းသပ်စစ်ဆေးထုတ်လုပ်ထားတာပဲဖြစ်ပါရဲ့ရှင်။ brand ဒီပိုင်းမှာလည်း imported product တွေနဲ့တာအောင်စီစဉ်ပေးထားပါတယ်နော်။ကဲအခုလိုပစ္စည်းလဲမှန်ဈေးလဲတန်ဒီသွေးအမှန်ခက်ချက်အပြည့်ရှိရဲ့ပြည်တွင်းဆိုလာတဲ့ညကိုဝယ်အပ်ပြီးခြင်းနဲ့ဆိုရင်တော့39 420 10 50 50 39 420 10 50 55တို့ကိုဆက်သွယ်ပြီးတော့ဝယ်အပ်ပြီးလို့ရပါတယ်ရှင်။အော်ဒါနဲ့ AN tester ဆိုတာဘာလဲ AN tester နဲ့ဘာကြောင့်စစ်ဆေးဖို့လိုအပ်တာလဲစမ်းစိတ်မီတာဆိုတာဘာလဲဆိုလာပြားတွေကိုစမ်းစိတ်မီတာနဲ့ဘာကြောင့်စစ်ဆေးဖို့လိုအပ်တာလဲ hyper tester ဆိုတာဘာလဲဘာလို့ hyper test လုပ်ဖို့လိုအပ်တာလဲသိချင်နေကြရင်ဟုတ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုတွေမှာရှင်းပြပေးသွားမှာမလို့စောင့်မျှော်ကြည့်ပေးကြပါအောင်နော်